လူကြီးမင်းတို့အတွက်နှစ်ပေါင်း40ကျော်မှဒီအိမ်တွင်းလျှို့ဝှက်နီးလေးတွေကိုတီးခွင့်ရတယ်ဆိုပေမဲ့နောက်မကျသေးပါဘူးလူကြီးမင်းတို့ရဲ့လူနေမှုဘဝအတွက်အရန်အသုံးဝင်တာဖြစ်လို့ဗီဒီယိုလေးကိုတေချာကြည့်ပြီး share ပေးပါပထမတစ်ခုကိုကာကိုလာထဲကိုအဝိရှော်မှုအနှဲငယ်ထည့်ပြီးဒီလိုလေးလှုပ်ပေးလိုက်ရင်တော့တပတ်တခါအိမ်သာစီးလို့အကောင်းဆုံးတဘာဝကပေးတဲ့တန်ရှင်းဆက်ပြားရေးပုံစံတူဖြစ်သွားပါတယ်ဒုတိယတစ်ခု surprise ချိုရီထဲကိုဆက်ပြားရေးလေးနည်းနည်းထည့်လိုက်မှန်တွေကိုဖြန်းပြီးတန်ရှင်းပေးလိုက်မယ်ဆိုရင်ဝယ်ပြီးကစားအသေးတိုင်းကြည်လင်တောက်ပြောင်စေပါတယ်တတိယတစ်ခုရလကာကြီးရဲ့အသုံးဝင်ပုံကဟင်းချက်ယုံနဲ့မဟုတ်ပါဘူးရလကာကြီးနဲ့ပကံစည်းဆက်ပြားကြီးနဲ့ရောပြီးညစ်ပတ်နေတဲ့ gas မီးဖို့ကိုတန်ရှင်းလုပ်ရင်ပေကျန်နေတဲ့တန်ကြီးတွေအားလုံးပြောင်ပြီးတောက်ပသွားစေပါတယ်စတုတ္ထတစ်ခုရလကာကြီးနဲ့သွားတိုက်ဆေးကိုရောပြီးရေပိုက်တွေတန်ပစ္စည်းတွေနဲ့ကြွေပြားတွေကိုတန်ရှင်းလုပ်မယ်ဆိုရင်အရင်ကထက်နှစ်ဆပိုတောက်ပြောင်စေပါတယ်ပစ္စမတကူရလကာကြီးနဲ့ဝိုင်ဖြူနဲ့ကိုရောပြီးတော့ရင်တော့ရေခဲတက်တာပေါ်ကညစ်ပတ်နေတဲ့ကြီးနဲ့ဖုံမှုန့်တွေကိုပြောင်းစင်သွားအောင်အလွယ်တကူပို့တိုက်လို့ရပါတယ်စတမတခုဆက်ပြားသွားတိုက်စေးနဲ့ရလကာကြီးကိုဘူးတစ်ခုတည်းကိုဖြိုထည့်ပြီးဘေးစင်တွေကိုပုတ်ဆေးလိုက်မယ်ဆိုရင်ဝင်းလဲတောက်ပါပြီးတန်ရှင်းနေစေပါတယ်တတမတကူနေစဉ်တောက်နေတဲ့ကော်ဖီခွက်တွေညစ်ထေးပြီးတော့အညိုရောင်ဖြစ်နေအထဲကိုမုတ်ပုတ်ဆိုတာနဲ့ရလကာကြီးနည်းနည်းထည့်ပြီး10မိနစ်လောက်ထားပြီးမယ်ဆိုရင်တော့ဗီဒီယိုလေးထဲကလိုပဲလှုပ်ပြီးဆေးပေးလိုက်ရင်အိုးမကတ်နေတဲ့ဂျိုးတွေပျောက်သွားပါလိမ့်မယ်